爸ရဲ့ lifestyle တကယ်ဖူးတက်ကြီးလို့ရှိရင်တကယ်နေခြင်းတဲ့ lifestyle မှာပါတယ်爸အပူပင်လည်းအရင်မရှိဘူး exercise လုပ်တယ်ဟိုတရားထိုင်တယ်ဖះရှိခိုးတယ်သူကတနေ့ကိုသူ့အတွက်အချိန်ကအမြဲအပြည့်ပဲအားလုံးပဲမင်္ဂလာပါဗီဒီယိုခံပြပါတယ်ဖို့ဒီကမှာ Indra ဆိုတဲ့ character နေရပြီးတော့ပါဝင်တရုပ်ဆောင်လာပါတယ်ဖို့ပြန်မပြောရပါတော့ story 3ခုရှိရပေါ့နော်ဖို့အဲ့ထက်မှာ story 2ထဲမှာဝင်ပြီးတော့တရုပ်ဆောင်လာပါတယ် story 3ခုကတစ်ခုနဲ့တစ်ခုမတူတဲ့ရတာတွေပေးမှာဖြစ်ပါတယ်ဒီကမှာရတာမျိုးစုံပါတယ်ပေါ့နော် romance ကြည့်ချင်လား comedy ကြည့်ချင်လား thriller ကြည့်ချင်လား horror ကြည့်ချင်လားအကုန်လုံးပါတယ်ပေါ့နော်အဲ့တော့တစ်ပိုင်းနဲ့တစ်ပိုင်းမှာမပြင်းရအောင်ဆိုတာကိုအဓိကအမခံချင်ပါတယ်ပြီးတော့အဓိကအဖြစ်ကဘို့လူငယ်တွေအကုန်လုံးစုပြီးတော့တေချာစ조사ထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်တစ်ခုအသစ်တစ်ခု fresh ဖြစ်တဲ့ဟာကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကားလေးကဒီကကောင်းတယ်ပေါ့နော်ဒီကပူလို့9ရက်နေ့November 9ရက်နေ့ပေါ့နော်ရုံစတင်မှာဖြစ်ပါတယ်မြန်မာတပြည်လုံးမှာရုံတင်မှာပါပူလို့ဒီ9ရက်နေ့ကနေစပြီးခွန်8ကိုပေါ့နော်ပထမ3ရက်ကိုတသေးချာလေးလာပြီးတော့အားပေးပြီးတော့ကြည့်ဖို့ဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့ပူတို့ဒီရှေ့3ရက်ကိုလူဝင်မှာပေါ့နော်နောက်ထပ်တစ်ပတ်ဆက်ပြခွင့်ရမှာဖြစ်ပါတယ်ဒါရုံရဲ့စနစ်အရာပေါ့နော်အဲ့တော့နောက်မှသွားကြည့်မယ်ဆိုပြီးတော့စဉ်းစားထားတဲ့သူတွေလည်းဒီပထမ3ရက်ကိုအချိန်ပေးပြီးတော့သွားကြည့်ပြီးတော့တယောက်လည်းထပ်ဆင့် sharing လေးလုပ်ပေးစေချင်ပါတယ်ဟုတ်တယ်ဘဘရစာနဲ့ကပူရဲ့ story 2ထဲမှာပေါ့နော်2ယောက်ပါတာဘဘနဲ့ပထမဆုံးစုံတဲ့ရုပ်ရှင်ကားလည်းဖြစ်တယ်အဲ့တော့တကယ်ကိုအမှတ်တရလေးပါပဲဟုတ်အဲ့လိုတော့မရှိဘူးဘဘကလေဟိုဘယ်လိုပြောရမလဲ तू ကရက်ကွင်းပေါ်မှာ focus အမြဲအပြည့်ရှိရယ်ဟို तू dialogue တွေပါလဲ तू ကြိုပြီးတော့ तू လေးလာထားတယ် तू ကြိုပြီးတော့ကြက်ထားတယ်ဟိုတကယ်ကိုလူငယ်နဲ့လည်းလုံးဝတန်းတူညလုံးပေါက်အလုံးလုံးနိုင်တယ်ဘဘရဲ့ skill ကတော်တော်တော့သွားရှုပ်လို့မရဘူးပေါ့နော်လူငယ်နဲ့ပရိုဆိုညလုံးပေါက်9ရက်လောက်ဇက်တိုက်ရိုက်ရဘဘအဲ့ pace time ပဲပရိုနဲ့အတူတူရိုက်နိုင်တယ်ပေါ့နော်ညရခုံရလည်းမရှိဘူးဘဘကဟိုအမြဲ focus အပြည့် 100% အပြည့်ပေးထားပါတယ်ဟုတ်တူတယ်တူပဲရက်ကွင်းပေါ်မှာလည်း तू ကအပြင်းအတိုင်းပဲဒါပေမဲ့ဟိုရိုက်ကွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ character အတိုင်းပေါ့နော် character အတိုင်းလေးပဲသူနေတယ်ဒါပေမဲ့ဘဘမှာသူ့ရဲ့ hand လေးတစ်ခုရှိအဲ့ hand ကတော့အမြဲတမ်းဘယ်တော့မှမဆိုသူအမြဲပါတယ်အဲ့သူ့ရဲ့ဘယ်လိုပြောရမလဲ unique ဖြစ်တဲ့အရာလေးတစ်ခုပေါ့နော်ဟုတ်အကင်မရာမဟုတ်ဘူးဘဘရဲ့ပုံစံပေါ့ဘဘအမြဲသူ့မှာလို့ hand တစ်ခုအမြဲရှိရလေသူကဘယ် character ပဲမဆိုသူ့ရဲ့တဘာနဲ့သူရအောင်သူ့ရဲ့ hand လဲသူရအောင်ထည့်နိုင်တယ်သူအဲ့ဒါတော့ pro အားကြရတဲ့အရာပေါ့ဟုတ်ဟုတ်တယ်ဘဘရဲ့ lifestyle တကယ်ဖူးတက်ကြီးလို့ရှိရင်တကယ်နေခြင်းတဲ့ lifestyle မှာပါတယ်ဘအပူပင်လည်းအရင်မရှိဘူး exercise လုပ်တယ်ဟိုတရားထိုင်တယ်ဖះရှိခိုးတယ်သူကတနေ့ကိုသူ့အတွက်အချိန်ကအမြဲအပြည့်ပဲသူ့မှာပြင်းစရာအချိန်လည်းမရှိဘူးအဓိက exercise လုပ်တာပေါ့နော် exercise လုပ်ပြီးခန္ဓာကိုယ်တော့ကျန်းမာအောင်နေရောလူရောစိတ်ကောကနှုတ်ပြိုပြီးတော့ကျန်းမာရလို့မြင်ပါတယ်ဟုတ်ကြောက်ပါသူပျော့နေအောင်ဆိုတော့အဓိကသူပျော့ဖို့ရည်ကြီးပါတယ်ဟုတ်ငယ်လေးကသူအဲ့လိုဘယ်သူမှမဆိုစတတ်တဲ့အကျင့်တော်ရှိအဲ့ဒါသူ့ရဲ့ပုံစံပေါ့နော်